ဒီမှာနော်ဒီမှာပြအောင်မတခါမှမတွေးဘူးတဲ့ပိန်းနေပင်ထွက်လာတာအပင်အဲ့လိုမျိုးကအမျိုးတို့တွေးဘူးလားကွယ်တခါမှမတွေးဘူးနော်เนี่ยลูกขนุนต้มเป็นต้มใบสีขาวๆเนี่ยต้มขนุนนะคะมันมี2 ต้นนะจ๊ะ2 ต้นที่นี่ก็ต้น 1ด้วยจ้ะที่บ้านเรานะคะออกมาสีขาวๆแบบนี้แสดงว่ามาให้โชคให้ล่าเราไหมคะผู้พี่คิดยังไงหนูที่ไม่เคยเห็นเลยจ้าแปลกมากเลยจ้ะไปไหนดีเป็นเป็นผิวขามันด้วยบูอ๋อမျိုးတို့တွေ့ဘူးလားဒီအပြင်တအားစမ်းကြတဲ့ဒီတစ်ခါမဲဆောအဲ့ကိုပြန်လာတာအဲ့လိုမျိုးတွေ့တယ်လေသိလေထီတွေပါတွေပေါက်မလို့လားမသိဘူးပေါ့နော်နှစ်ပင်ရှိတယ်စားပြီးတော့ကောက်ပြစ်ထားတာပဲအိမ်ဘေးနားမှာပေါ့နော်အိမ်ဘေးနားမှာကိုအိမ်ဘေးနားမှာပေါ့နော်စားပြီးတော့ကောက်ပြစ်ထားတာပဲဒါတော့ကိုမဲဆောက်ကအိမ်လလလေးပေါ့